င်္ဂလာပါဒီနေ့ကဒီ Jungle Jam ဆိုတာလေးပေါ့ဘာမှမလုပ်ချင်ဘူးအိတ်နေတဲ့အချိန်မှာငွေဝင်ချင်တယ်တို့ဥမာကိုကမအားတဲ့အချိန်အလုပ်သွားနေတဲ့အချိန်တို့တချို့ဆိုရင်ရှိတယ်ဒီ game ကစားတဲ့လူတွေကလေခလေးចောင်းသွားကန်နေခလေးចောင်းပို့ကန်နေကိုမနက်မိုးလင်းဖွင့်ထားလိုက်တယ်ထမင်းဟိုတယ်ဟင်းဟိုတယ်ပြီးခလေးចောင်းပို့ပြီးဒီမှာပတ်စံတက်နေပြီအဲ့လိုမျိုးပေါ့နော်ဒီအလုပ်တစ်ဖက်နဲ့မအားတဲ့လူတွေအတွက်အဆင်ပြေပါတယ်ဒီ game ကသူကဘာမှမဖွင့်ပေးထားရုံပဲလောလောဆယ်ကေကဒီဟာကိုဖွင့်ဖို့အတွက်ကိုဒီက invite link ကိုဒီထဲကိုပို့မယ်ပေါ့နော်ကဲအဲ့တော့ဒီကနေပြီးတော့ invite link လေးပို့ပါမယ် invite link လေးပို့မယ်ဆိုတော့သူဒီဖုန်းမှာကဟိုမရှိလို့လေဒီဖုန်းမှာတခြား messenger တို့ဘာလို့မရှိတဲ့အတွက်ကြောင့်မို့လို့ဟိုပို့ရမယ်ဒီဘက်ကို Gmail နဲ့ပို့မှာဖြစ်ပါတယ် Okay ဒီမှာခုန link လေးပါဒါလေးကို Gmail နဲ့ပို့လိုက်ပါပြီဒါကရဲ့ invite link ပေါ့နော်အခုဟုတ်ပြီဒီကိုစာဝင်လာလိမ့်မယ်စာလည်းမဝင်သေးဘူး Okay ဝင်လာပြီဆိုတော့ဒီဟာလေးပါနော်ဒီကောင်လေးကိုဒီ Jungle Jam လေးကိုအရင်ထောင်းပါမယ်အဲ့တော့ open in browser အရင်ထောင်းလုပ်ပါမယ်ကဲဒီကေရဲ့ link ကနေထောင်းလိုက်လို့ရှိရင် invite code တီးတန့်ထပ်ထည့်စရာမလိုပါဘူးတန်းပြီးတော့ဟိုဖြစ်သွားပါလိမ့်မယ်နော်ဒီ link နဲ့ထောင်းလိုက်လို့ရှိရင် K refer တန်းရောက်ပါတယ်သူကဘာမှလုပ်ဆရာမလိုဘူးဒီတိုင်းလေးဖွင့်ပေးထားရင်ငွေတက်တဲ့ဟာပါဖွင့်ပေးထားလို့ရှိရင်ရပြီပေါ့နော်ကိုစော့ပေးနေစရာလည်းမလိုဘူးဒီလိုမျိုး line ကောင်းတဲ့ဟာနဲ့ချိန်ပြီးတော့တစ်ခုပြီးတစ်ခုပြောင်းပြီးတော့လုပ်ကြည့်ပေါ့နော်အခုဒီဟာကို download လုပ်နေအောင်ဒါလေးကိုတစ်ချက်ရှင်းပြမယ်နော်သူ့ရဲ့ဒီမှာရတယ်ငွေပေးတဲ့ပုံစံလေးကိုရှင်းပြပါမယ်ကဲဒါသူ့ဟာသူအကုန်အဲ့လိုပေါ်လာလိမ့်မယ်ပေါ်လာရင် next နှိပ်လိုက်ရုံပဲတခြားဘာမှလုပ်ဆရာမလိုပါဘူးဒီကောင်ကဒီမှာလေးကေရဲ့ invite link ကနေထောင်းတာဆိုလို့ရှိရင်ဆက်စချင်းကို coin 3300ပေးပါရနော် coin 3300ဆိုရင်သူက 0.03 ပေါ့နော်အဲ့လိုစပေးပါတယ်ဖွင့်လိုက်ပြီဆိုတာနဲ့ဒီ play ဆိုတာကိုနှိပ်လိုက် play ဆိုတာကိုနှိပ်ရင်ဒီ grant ဆိုတာတွေကိုရောက်သွားလိမ့်မယ်ရောက်သွားရင်သူ setting ထဲကိုရောက်သွားမှာ setting ထဲကိုရောက်သွားတဲ့အခါကျလို့ရှိရင်ဒီမှာဒီ Jungle Jam ကိုရှာပြီးတော့တစ်ချက် on ပေးလိုက်ရင်ရပါပြီအဲ့ဒါပဲလိုပါတယ်ကျန်တာဘာမှလုပ်ဆရာမလိုပါဘူးကြော်ညာတစ်ချက်တက်လာလိမ့်မယ်ခဏစောင့်ပါအခုဒီမှာလေးကြော်ညာတက်နေတဲ့အချိန်လေးမှာဒီဘက်ကိုရှင်းပြမယ်နော်သူ့မှာကငွေရတဲ့ function တွေကဘာရှိလဲဆိုတော့invite လုပ်လို့ရမယ်ဒီမှာinvite လုပ်လို့ရတဲ့ function ရှိတယ်နောက်တခြားကဘာတွေရှိလဲကိုထပ်ပြမယ်နော်ဒီ offer ဆိုတာကိုနှိပ်လိုက်နော် offer ဆိုတာကိုနှိပ်လိုက်လို့ရှိရင်ဒီမှာဒီလို hot offer လေးတွေရှိတယ်အဲ့ hot offer လေးတွေမှာဒီမှာဆိုလို့ရှိရင်ကွာဒီလားဒီ YouTube ဗီဒီယိုကိုသူက9မိနစ်အနည်းဆုံးကြည့်ပေးလို့ရှိရင် coin 2000သူပေးလိမ့်မယ်အဲ့ဒါဆိုရင်ကိုကဒီ N2000 လို့နှိပ်လိုက်ရင် YouTube ကိုရောက်သွားလိမ့်မယ်YouTube ကိုရောက်သွားလို့ရှိရင်ဒါလေးကိုတစ်ချက်ဖွင့်ပေးထားလိုက်တယ်ဆိုလို့ရှိရင်coin 2000ရမယ်ပေါ့နော်အခုဒီဘက်ကကြော်ညာလေးကပြီးပြီဆိုတော့ပြန်ထွက်လိုက်မယ် Okay loading please wait ဆိုတော့ခဏတစ်ချက်စောင့်လိုက်မယ်နော်ဒီမှာဒီကောင်လေးကဒီတိုင်းလေးဖွင့်ထားလိုက်ရုံပဲဒီတိုင်းလေးဖွင့်ထားရင်ပတ်ဆက်ရပြီသူကလေ line ကောင်းလားမကောင်းလားသိချင်တယ်ဆိုလို့ရှိရင်သူကတစ်ချက်အချိန်ကိုကြည့်ပေါ့နော်ဒီဟာလေးတက်နေမယ်အချိန်7မိနစ်အတွင်းမှာ coin 1000တက်တယ်ဆိုရင် line ကောင်းတယ်ပေါ့နော်အချိန်7မိနစ်အတွင်းမှာ coin 1000မတက်ဘူးဆိုရင်တော့ line မကောင်းဘူးတခြား region လေးပြောင်းသုံးကြည့်ပေါ့နော်ဒီ
ဒီမှာဆိုလို့ရှိရင်ဒါ36စက္ကန့်ပဲရှိသေးတယ် quite မတက်လာသေးဘူးမတက်လာသေးလဲဘာမှမဖြစ်ဘူးဒီတိုင်းဖွင့်ထားလိုက်လို့ရတယ်ဒါခုနတော့အကေပြတာဒါ YouTube ထဲရောက်သွားပြီနော် YouTube ထဲရောက်ပြီးဒီကောင်ကို9မိနစ်ကြည့်ပြီးရင်ပြန်ထွက်လိုက်လို့ရှိရင်ဒီထဲကိုရောက်သွားရင်ဒီကောင်ကပတ်စံပေးပါလိမ့်မယ်ဒီမှာဆိုရင်ဒီမှာတွေ့လားဒီလိုလေးပြနေအဲ့ဆို quite 2000ဝင်လာမှာပါနော်ကဲ9မိနစ်တော့ပြည့်အောင်ကြည့်ပြရမယ်နော်။ကြီးက9မိနစ်ပြည့်အောင်ကြည့်ပဲနဲ့ပြန်ထွက်လာခဲ့တာမဟုတ်လို့ပါ။နောက်ပြီးတဲ့အခါကျတော့သူ့မှာရှိတဲ့တခြား function တွေကဒီလိုဖြစ်သွားတယ်ဆို continue တစ်ချက်ဆက်နှိပ်ပြီနော်။အဲ့ဆိုဒီမှာ0.0003 ဒေါ်လာကြီးရတယ်ပေါ့။အဲ့လိုမျိုးဆိုရင်ထဲပြန်ဝင်တစ်ချက်ပြန်ဝင်ပေးလိုက်ပါနော်။သူဖွင့်ထားရုံပဲ။အခုက line မကောင်းလို့အဲ့လိုပြုတ်ကျသွားတာ။နောက်တစ်ခုကကြတော့သူ့မှာဘာငွေပေးတဲ့ function တွေရှိလဲဆိုရင် giveaway $25ဆိုတာရှိရယ် giveaway $25ဆိုတာကြတော့ကိုကဥမာကြီးဒီနေ့ဆိုရင်ကလူ3ယောက် invite ထားတယ်အဲ့အတွက်ကြောင့်မလို့လူ3ယောက် invite ကနေကန်ဆယ်မဲ့ကူပွန် ticket 3ဆောင်ရထားတယ်ရထားတဲ့အတွက်ကြောင့်မို့လို့ဒီ$25ကိုသူကမဲဖောက်ပေးတာမဲပေါက်လို့ကန်ကောင်းရင်ကိုရမယ်ပေါ့အဲ့လိုမျိုးနောက်တစ်ခုကကြတော့ leader vote ဆိုတာကကြတော့ဘယ်လိုလဲဆိုတော့ဒီကိုက invite လိုက်တယ်ကို invite လိုက်တဲ့လူတွေကလေဟိုကိုကလူရောက်900 invite လို့900လုံးစားကိုချက်ချင်းငွေမရဘူးသူကလူတယောက်ကို invite လို့ရင်$0.1ပေးတယ်အဲ့ဒီ$0.1ဒီချက်ချင်းသူကကိုရဲ့ဟာဝင်လိုက်တာနဲ့ကိုစီကိုပတ်စံဝင်လာမဟုတ်ဘူးသူငွေထုတ်ပြီးဆိုတော့မှသူကအဲ့ငွေထုတ်တဲ့အချိန်ကျရင်ပထမဦးဆုံးငွေထုတ်တဲ့တစ်ချိန်လေးပဲမျက်နှာလေးတစ်ချက်ပြပေးရတယ်ဖုန်းနဲ့လေဒီလိုလေးထောင်ပြီးကိုမျက်နှာကိုဟိုစကန်ဖတ်ပေးရတယ်အဲ့ဒီလိုစကန်ဖတ်ပြီးတော့ verify ဖြစ်ပြီးတဲ့လူကိုပဲပတ်စံပေးတာအဲ့လိုမဖြစ်ဘူးဆိုရင်ကိုယ့်တယ်ကိုပတ်စံမရောက်ဘူးပေါ့နော်ဒီမှာကျတော့ဒီ leader ဘုတ်မှာဆိုလို့ရှိရင်ဒီနံပါတ်အဆင့်1ရတဲ့လူကို$25ပေးတယ်အဆင့်2ရတဲ့လူကို$15ပေးတယ်အဆင့်3ရတဲ့လူကို$5ပေးတယ်ဒါကကြတော့အဲ့လိုကို invite လုပ်ပြီးတော့ verify အများဆုံးဖြစ်တဲ့လူရဲ့ဟိုပါပေါ့နော်ဟို verify အများဆုံးဖြစ်တဲ့လူရဲ့ဟာကိုပေးတာပေါ့နော်ဒါဒီတယောက်ဆိုရင်63ယောက်ဒီနေ့ तू invite ထားတဲ့ထဲကနေ verify ဖြစ်လို့ तू ကအဆင့်1ရောက်နေရပေါ့နော်ဟုတ်ပြီအဲ့လိုလေးပါနောက်တစ်ခု milestone ဆိုတာရှိသေးတယ်အဲ့ milestone ဆိုတာကကြတော့ကို invite လုပ်တဲ့ကိုက invite များတဲ့လူ invite ရှိတဲ့လူဆိုရင်ဒီ milestone ကိုမကြာခဏသွားစစ်ပေးပါနော် milestone ကိုစစ်လို့ဥမာပေါ့နော်အခုကြီးဆိုရင်လူရောက်250ကြီး invite ထားတဲ့ထဲကနေ verify ဖြစ်သွားပြီ9ယောက် referral invite ဖြစ်ပြီးဟိုverify ဖြစ်သွားပြီဆိုတာနဲ့သူ$0.1တန်းဝင်တယ်ဒီဟာကလေ milestone နဲ့ကိုဝင်မကြည့်ရင်ငွေမဝင် milestone နဲ့ကိုဝင်ကြည့်မှအဲ့ဒီငွေကဒုံးဆိုပြီးလို့ပေးတာအဲ့တော့ကိုကဒီတဲကိုမကြာခဏဝင်ကြည့်ဥပမာပေါ့နော်ကိုလူကအယောက်20 refer တဲ့အောင်သွားပြီ verify အောင်သွားပြီဒါပေမဲ့ကိုကဝင်မကြည့်ပြဘူးဆိုရင်ဒီ9ယောက်စာပေးမယ်$0.1လဲလွတ်တယ်ဒီ10ယောက်အောင်သွားရင်ပေးတဲ့$0.15လဲကိုမရလိုက်ဘူးဒီအယောက်20စာပဲကိုရတော့တယ်ဒီအယောက်20စာ$0.2ပဲရတယ်အရှိရဟာတွေကိုနစ်နာသွားတာပေါ့ကေဆိုလဲအစောတော့မသိဘူးဒီအလူရောက်20ကြာမှသိတော့ဒီ9ယောက်စာနဲ့10ယောက်စာမရလိုက်ဘူးအဲ့တော့ကိုကမကြခဏဝင်ကြည့်ရကိုလူရောက်50 referral ဖြစ်သွားပြီလား referral အောင်သွားပြီဆိုရင်$1 100ဖြစ်သွားပြီဆိုရင်$2.5 250ဖြစ်သွားပြီဆိုရင်$5ကေလူ250 verify ဖြစ်ပြီးသွားတဲ့အတွက်ကြောင့်မလို့ကေက$5ရထားဘူးတယ်နောက်တစ်ခုပေါ့နော်ကေခုဆိုလို့ရှိရင်ဒီဟာကငွေထုတ်တဲ့ဥစ္စာစုစုပေါင်း80ကျော်$85လောက်ငွေထုတ်ပြီးပြီအခုဒီနေ့မှာဒီအကောင့်ထဲမှာ$28ရှိရဒီမှာနော်ဒီ$28ဘယ်လိုရလဲဆိုတော့ပြောပြမယ် notification မှာဝင်တယ်ကေထင်တယ်ကေဟို invite တဲ့ refer တွေထဲမှာနံပါတ်1ရလို့$28ရတာဖြစ်နိုင်တယ်ဒီမှာ congrats ဆိုပြီးတော့ဒီလိုပေါ်တယ်ဒီမှာ you are from reward from leader book ဆိုပြီးတော့နံပါတ်1ရတဲ့အတွက်ကြောင့်မလို့ leader book မှာနံပါတ်1ရတဲ့အတွက်ကြောင့်မလို့နိုင်ပြီးတော့$28ရတယ်ပေါ့နော်အဲ့လိုမျိုးသူပေါ်တယ်ဒါမနေ့တည်းကပေါ်နေတာကြီးစာဝင်မဖတ်ဖြစ်ဘူးဒီနေ့မှအဲ့ရနိုးတော့ဘာမှမဟုတ်ဒီချန်ငယ်ချန်အရန်ဟိုတက်နေရတဲ့ noti တက်နေရတဲ့ဘာလဲဟာဆိုပြီးဝင်ကြည့်လိုက်တော့$28တွေ့တာအဲ့တော့ကေအခုဒါလေးကိုငွေထုတ်ပြမယ်နော်ငွေထုတ်တဲ့အခါမှာလဲ तू ကဒါကေက India region ပေါ့နော်
India region မို့လို့ Binance ရှိတယ် Payer ရှိတယ် True Money ဘာညာရှိတယ်ကွာတိလားကိုယ့်ရဲ့ဟိုပေါ်မှာမူတည်ပြီးတော့ထုတ်လို့ရတယ်ကိုယ့် region မှာမူတည်ပြီးတော့အခုမြန်မာနဲ့ပြမယ်နော်မြန်မာနဲ့ဆိုလို့ရှိရင်လည်း Binance ရှိတယ် Payer ရှိတယ် True Money ရှိတယ် PayPal ရှိတယ်အဲ့လိုထုတ်လို့ရတယ်ဒီကောင်ကငွေထုတ်လို့ရှိရင်တစ်ခုကောင်းတာ 0.35 ဒေါ်လာကနေစပြီးထုတ်လို့ရတယ်အခုဆိုရင်ဒီမှာပတ်ဆက်ရနေပြီ 0.35 ဒေါ်လာဆိုတော့ကြေကတော့ PayPal နဲ့ဆိုရင်တော့ 0.35 ကိုမယူဘူးပေါ့နော်ဒါပေမဲ့ Binance နဲ့ဆိုရင် 0.35 ကိုယူပါတယ် Binance နဲ့ပဲထုတ်ပါ Binance နဲ့ဆိုလို့ရှိရင်ပေါက်ဈေးလေးရတယ်အခုကေ Binance နဲ့ဆိုရင်$ကို$4,400ယူပါတယ်$ကို$4,400ပေးတယ်ပေါ့နော်အဲ့တော့ 0.35 ဒေါ်လာဆို$1,500ကျော်ရပါတယ်ကေဒီမြောက်ဂိမ်းဒီ3ရက်ကို$ရပါတယ် line မကောင်းဘူးဆိုလို့ရှိရင်တောင်line မကောင်းဘူးဆိုလို့ရှိရင်တောင်ဟိုဘယ်လိုပြောရမလဲကြိုက်တယ်ကွာတိလားအဲ့လိုပြောချင်တာတချို့ကြလို့ရှိရင်တော့ဟိုဝယ်သုံးတယ် express ကိုဝယ်သုံးတာတို့ဘာလို့ရှိရဲကောင်းတဲ့ဥစ္စာဘာသုံးရမလဲကိကိုတစ်ချက်မေးနော်ဒီထဲမှာအဲ့ဒီဟာတွေမပြောပြချင်လို့ကွာတိလားဒီက YouTube တင်မှာ YouTube တင်ပြီးလို့ရှိရင် तू ကဒီမှာငွေရတဲ့နောက်ဆုံးတစ်နေရာရှိသေးတယ်ကိုကဟို content creator ဖြစ်တယ်ဆိုရင်ဒီမှာ content creator program ရှိသေးတယ်ဒီ content creator program နဲ့ကိုဝင်ပြီးရင်ကိုဒီဟာနဲ့ပတ်သက်ပြီး YouTube မှာတင်ထားတဲ့ဟာကိုဒီမှာ link ထည့်ပေးလိုက်လို့ရှိရင်တော့ပတ်စံပို့ရတယ်ပတ်စံပို့ပေးရပေါ့နော်အဲ့ခါကျတော့ဒီဟာနဲ့ပတ်သက်ပြီးတော့အမရေ point မတက်ဘူး point တက်ချင်တယ်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်သိချင် comment လေးမှာမှန်းခဲ့ပေးပါကေဘယ်လိုဆိုတာပြောပြပါမယ်ဒီဗီဒီယိုထဲမှာတော့ကေအဲ့လိုတွေမပြောတော့ပါဘူးဒီဟာတွေကဟိုဒီကောင်ကြီးကတင်ပြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะအဲ့တော့ okay ပါဒီမှာတက်လာအခုပြောနေနေကိုတက်လာတယ်ဒီမှာ9မိနစ်ကို9928ဆိုရင်ဒါဆို line ကောက်ပါတယ်အဆင်ပြေပါတယ်ကြိုက်ပါတယ်အနည်းဆုံး10မိနစ်ကို coin 1000တက်ရမယ်10မိနစ်ကို coin 1000တက်တယ်ဆိုရင်အဆင်ပြေပါတယ်ဒါဘာမှလုပ်စရာမလိုဘူးသူ့ဘာသာသူပဲလုပ်နေတာဒီမှာ 0.057 ဒေါ်လာရနေပြီပေါ့နော်ဒါပဲအဲ့တော့ကိုကမအားဘူးဆိုရင်ဖွင့်ထားလိုက်ကိုကရုပ်ရှင်ကြည့်ကြရရှိရကြည့်လှုပ်ရှားရှိရလှုပ်မနက်တုန်းကဟို channel တစ်ခုမှတင်ထားတာတွေ့လိုက်တယ်ဟိုတရက်ကို2500လောက်နေ့စဉ်လေးပုံမှန်လေးဝင်ငွေလေးဝင်ချင်လို့ဘာလုပ်ရမလဲဆိုရင်ကြီးကတော့ဒါမျိုးကိုဟို recommend လုပ်ပါတယ်ဒီလိုထိုင်ကြည့်ရတဲ့ဟာတွေကသူ့တစ်ခုတည်းမဟုတ်ဘူး software 450ခု15ခုလောက်ကိုရှိတယ်အကေအဲ့တစ်ခုချင်းတင်ပေးမယ်ဒီဥမာပေါ့ဒီ software က line မကောင်းဘူးဆိုလို့ရှိရင်တခြား software ကိုပြောင်းသုံးအဲ့လိုပြောင်းသုံးပြီးတော့ဒီနေ့ဥမာပေါ့နော်ဒီ software ကဒီနေ့မပေးဘူးပေါ့မပေးရင်တခြား software ကပေးလိမ့်မယ်တခြား software ဥမာခွေးကိန်းကမပေးဘူးဆိုလို့ရှိရင်လှေကိန်းကပေးတာတော့အဲ့လိုမျိုးလေးရှိရကွာသိလားတချို့ဆိုလို့ရှိရင်တရက်ကို$ရတယ်ဆိုပြီးတော့တောင်လှေကိန်းကိုကြော်ညာပြီးတော့ဟို pamphlet တွေနဲ့တောင်ကြော်ညာနေကြတဲ့လူတွေရှိတယ်ကြီးကတော့အဲ့လိုမျိုးကြီးဟိုမဖြစ်နိုင်တာကြီးကိုဆွပြောပြီးတော့ဆွဲမခေါ်ချင်ပါဘူးအဲ့အတွက်ကြောင့်မလို့ဟိုဒီ software ကမပေးဘူးဆိုရင်ဟို software သုံးပေါ့အဲ့လိုမျိုးလေးနဲ့သုံးကြည့်ပါနော်ကဲဟုတ်ပြီအခုငွေထုတ်ပြမယ်နော်ပြောရင်းနဲ့စကားအဲ့လိုချိန်ပါပြီး topic တွေလွဲကုန်ပါဆိုလို့ကဲအခုကေကတော့ Binance နဲ့ပဲထုတ်ပါမယ် Binance နဲ့ဆိုလို့ရှိရင်$ကို$4,400ပေါက်ဈေးရလို့ပါအဲ့တော့ဟုတ်ပြီamount ထုတ်မဲ့ amount ပေါ့နော်ဒီမှာကလေအခုတခါတည်းလုပ်ပြလိုက်မယ်နော်ဒါကထုတ်ဖူးပြီးသားမို့လို့တချို့ဆိုလို့ရှိရင်မေးတယ်ကွာအမက်ကေ Binance တော့ဖွင့်ပြီးပြီဟို Binance ကနေပြီးတော့ဘလို့မြောက်ကိန်းကနေဘလို့ Binance တွေကိုထည့်ရမလဲပေါ့နော်အဲ့ဒါဆိုရင်ထုံနီးပါတခါတည်းတင်ပေးပါမယ် Binance account ဖွင့်နေရတော့လွယ်ပါတယ်မြန်မာ region ကပဲဖွင့်လို့ရတယ်မြန်မာဖုန်းနံပါတ်နဲ့ပဲဖွင့်လို့ရတဲ့အတွက်ကြောင့်မလို့ကိုဘာသာကို YouTube မှာ Binance account ဖွင့်နေလို့ရိုက်ရှာပြီးတော့ဖွင့်လိုက်ပါဖွင့်ပြီးလို့ရှိရင်အခုဒါ account ရသွားပြီပေါ့ account ရသွားပြီဆိုဒီ ID နေရာကိုသွားလိုက်ဒါလေးကို copy ယူလိုက်ပြီးရင်ဒီမှာ paste လုပ်လိုက်နော်ပြီးရင် amount မှာကေက28.39ရှိလို့28.39ထုတ်ပါမယ် verify လုပ်လိုက်ပါပြီ confirm verify your identity ဆိုပြီးတော့ပေါ်လာပြီဆို verify ဆိုရင်ကိုယ့်ရဲ့မျက်နှာကိုပြပေးရမှာပါတော့အဲ့လိုလေးပဲverification process က successful ဖြစ်တယ်
အဲ့တော့ကြောင့်မို့လို့ကိုကငွေထုတ်တာပြီးသွားပါပြီ congratulation ပါဆိုပြီးပေါ်လာပါတယ်28.39ပါကဲအဲ့တော့ငွေထုတ်ပြီးသား transaction history လေးကိုတွားကြည့်လိုက်မယ်ဒီမှာနိုင်ပုံလေးပေါ်နေတယ်နိုင်ပုံလေးပေါ်နေရဆိုတော့ तू က C67 ပဲဖြစ်ပါတယ်ကိုတဲ့ကိုမရောက်သေးပါဘူးအကေကအခုငွေထုတ်တာဒီ28.39အပါဆိုလို့ရှိရင်စုစုပေါင်း$105ရှိပါပြီဒီဂျန်ငယ်ဂျန်ကနေရတာပေါ့နော်အခု3တဲ့ကာလဆိုရင်9လပိုင်းကနေစပြီးတော့ဒီကောင်ကိုသုံးခဲ့တာဖြစ်ပါတယ်အခု6လပိုင်းဆိုတော့1လအတွင်းဒေါ်လာ100ကျော်ရရဲဆိုတဲ့အထိပဲပေါ့နော်ဟုတ်ပြီငွေဝင်လာပြီလားတစ်ချက်စစ်ကြည့်လိုက်အောင်မယ်ဒီကငွေဝင်တာမြန်တက်လို့ပါမဝင်လာသေးပါဘူးเนาะရပါတယ်ဒါပေမဲ့ကိစ္စမရှိဘူးစောင့်လိုက်မယ်သူကအဲ့လိုငွေဝင်တာမြန်ပါတယ်เนาะတိတ်ပြီးတော့လည်းမကြပါဘူးတိတ်မဆောက်ရပါဘူးဒီလိုလေးမှန်ချင်လေးပေါ်သွားပြီဆိုအကောင့်ထဲငွေဝင်သွားပါပြီသူက USDC နဲ့ပေးပါတယ်များသောအားဖြင့်တခြား reseller တွေကတော့ USDC ကို4300 USDT ကို4400စသဖြင့်100ခွာတတ်တယ်ဒါပေမဲ့ကေကတော့မခွာပါဘူး USDC ရော USDT ရောဈေးကိုအတူတူပဲပေးပါတယ်အဲ့တော့ဒါလေးစော့ပြီးတော့ရောင်းချင်တယ်ဆိုရင် KC ကိုလာရောက်မှလက်ခံပါတယ်ရှင်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီကေရဲ့ဒီဗီဒီယိုလေးတွေကိုဆက်ပြီးတင်စေချင်တယ်ဆိုလို့ရှိရင်like လုပ်ပြီးတော့ share လုပ်ပေးပါ wall ပေါ်မှာ share လုပ်ပေးတာတို့ subscribe လုပ်ပေးတာတို့ဆက်လုပ်ပေးပါเนาะဒါမှကေလည်းတင်ရတာအားရှိတာပေါ့ဟိုအခုဆိုလို့ရှိရင်တင်ရတယ်ကွာဒီလားဟို channel ကလည်း like ကလည်းတိတ်မများဘူးဆိုတော့ဟိုလုပ်ရတဲ့လူအားရှိအောင်လို့like and share လေးလုပ်ပေးပါ subscribe လုပ်ပေးပါ wall ပေါ်မှာ share ပေးပါတငယ်ချင်းတွေကို mention ထိုးပြီးတော့ဒီလိုလေးစော့တဲ့နေဆိုတာမျိုးလေးကူညီပေးပါเนาะပြီးလို့ရှိရင်နောက်ဘာဂိမ်းတွေကိုပြစေခြင်းလဲဘာဂိမ်းတွေနဲ့ပတ်သက်တာတွေရှင်းပြစေခြင်းလဲဘာတွေသိခြင်းလဲအဲ့ဒါလေးတွေတစ်ချက်လောက်ရေးခဲ့ပေးပါအကုန်လုံးကြီး sharing လုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ်ရှင်